ပွဲနဲ့သူ့ရဲ့ career ကိုအဆုံးသတ်လိုက်ခဲ့ကျွန်တော်တို့ရဲ့အောင်လအန်ဆန်သူ့အတွက်နောက်ထပ်ဘာတွေဖြစ်လာမလဲဒီနေ့ MM5 and Football ကနေတိကျပြီးစိတ်လှရှားခွဲရပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ MM5 and Football ကနေကြိုဆိုပါရခင်ဗျာအောင်လအန်ဆန်မြန်မာကုံဆောင် One Championship ရဲ့တမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုတွေကိုထားခဲ့တဲ့သူဟုတ်ကဲ့လွန်ခဲ့တဲ့အောက်တိုဘာ3ရက်2025မှာပေါ့1536ဘန်ကောက်မြို့က Lumpini Stadium မှာသူ့ရဲ့နောက်ဆုံးတိုက်ပွဲကို Sebastian Curtis တက်မှာပေါ်မှာဒုတိယအကြိမ် TKO နဲ့အနိုင်ယူပြီးတမိုင်းထဲမှာအလှပါဆုံးမီနဲ့ညီကုံချုပ်ခဲ့ပါတယ်ဒီနေ့မှာတော့သူ့ရဲ့ career journey အောင်မြင်မှုတွေနောက်ဆုံးတိုက်ပွဲရဲ့အဓိကအချက်တွေနောက်ပြီးအနာဂတ်အခန်းကဏ္ဍသက်တွေကိုတိကျစွာဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ကဲပထမဆုံးသူ့ရဲ့ career journey ကိုကြည့်လိုက်အောင်အောင်လအန်ဆန်အမည်ပြည့်စုံကတော့1985ခုနှစ်မေလ27ရက်နေ့မြင်းကြီးနားကချင်ပြည်နယ်မှာမွေးဖွားခဲ့တာသူ American ကိုတွားပြီး Agriculture Science လေ့လာနေစဉ်မှာပဲ MMA ကိုစတင်လေ့ကျင့်နေတာပါ2005ကနေ2025အထိ20ကျော်ကြာမြင့်တဲ့ career ထဲမှာစုစုပေါင်း31ပွဲနိုင်15ပွဲရှုံးအဲ့ဒီထဲမှာ16 KO 13 submission ဆိုတဲ့ record ထားရှိခဲ့ပါတယ် One Championship မှာဆိုရင် middleweight နဲ့ light heavyweight ဒွေတိုင်း champion ဖြစ်ခဲ့ပြီး Brandon Vera, Ken Hasegawa, LA Nagalani တို့ကိုအနိုင်ရခဲ့တာတွေကတမိုင်းတစ်လျှောက်အကြီးအကဲဆုံးအောင်မြင်မှုတွေပါတယ်။ Okay ဒါဆိုရင်တော့သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းပြန်ကြည့်ကြရအောင်။2025အောက်တိုဘာ3ရက်နေ့ဘန်ကောက်မြို့က One Friday Night 36အဲ့ဒီညမှာလေးဖြူတိုင်ယန်ကိုတိုင်ကအမေလိုက်အကာဆိုတဲ့တချစ်နဲ့ workout လုပ်ခဲ့ပြီးမြမအလံတွေကအားကစားကွင်းထဲမှာလုံးဝကိုလွမ်းခြုံနေခဲ့တာပါ။ပွဲထဲမှာတော့အောင်လအန်ဆန်ကကရက်စတန်ကိုဒုတိယအကြိမ် TKO နဲ့အနိုင်ယူပြီး glove ဒီကိုချိုးခွင်းထဲမှာချပြီးတမိုင်းဝင်နေကုံတစ်ခုကိုချုပ်ခဲ့ပါတယ်။အဲဒီနောက်မှာ5ဘိုးနဲ့ချိမင်နာတဲ့ One Championship Hall of Fame induction ကျင်းရခဲ့တဲ့ကြောင်းအဲဒီညရဲ့ဆုံးသတာတကယ်ကိုတမိုင်းဝင်အခိုက်အတန့်ဖြစ်သွားခဲ့ရတာပါ။သူရဲ့ training နဲ့ lifestyle ကလည်းစိတ်ဝင်စားစရာပါ။နေ့စဉ် routine ကတော့မနေ့9နာရီကနေ7နာရီခွဲညနေ9နာရီကနေ9နာရီအထိအမြဲတမ်းလိုပါပဲလေ့ကျင့်ခဲ့တာ။ Florida က K-Cliff MMA မှာနီးပြ Harry Hu ရဲ့လက်အောက်မှာလေ့ကျင့်ပြီး strength, conditioning, grappling, striking အားလုံးကိုအပြည့်အဝအာရုံစိုက်ခဲ့တာပါသူရဲ့ YouTube channel မှာလည်း fighting, family, food လို့ခေါ်တဲ့ F လေးလုံးကိုအဓိကထားပြီးတင်ဆက်ခဲ့တာတွေ့ရပါတယ်သူရဲ့ career ရဲ့အကောင်းဆုံးအခိုက်အတန့်လေးကိုပြန်ကြည့်ရရင်တော့2019 Vitaly Bigdas ကိုအနိုင်ယူပြီး One Middleweight Champion ထက်ခဲ့တဲ့အချိန်2019မှာတိုကျိုမြို့မှာ Brandon Vera ကိုအနိုင်ယူပြီး Light Heavyweight Champion ကပတ်ကိုပါသိမ်းပိုက်ခဲ့တဲ့အချိန်2023မှာ Fanron, Gilberto Galbao, Yushin Okami တို့ကိုဆက်တိုက်အနိုင်ယူပြီး Campus Street အခုပြန်လို့ပြခဲ့တဲ့အချိန်ပြီးတော့2025 Kereston ကိုအနိုင်နဲ့ပွဲသိမ်းပြီး Hall of Fame ထဲမှာဝင်ခွင့်ရမယ်ဆိုတဲ့ကြေညာချက်ကိုကြားခဲ့တဲ့အချိန်တွေပါပဲအောင်လအန်ဆန်ရဲ့မြန်မာနိုင်ငံနဲ့ဆက်သွယ်မှုကိုပြောရရင်သူဟာမြန်မာအားကစားသမိုင်းမှာအကြီးအကဲဆုံးအားကစားသမားတဦးဖြစ်သတ်မှတ်ထားကြပါတယ်သူရဲ့နောက်ဆုံးတိုက်ပွဲပြီးမှတော့မြန်မာလူငယ်တွေကိုအားပေးခြင်းလေနောက်ထပ်မျိုးဆက်သစ် MMA တိုက်ခိုက်ခွင့်သမားတွေကို mentorship ပေးသွားမယ်လို့သူကိုယ်တိုင်ပြောခဲ့ပါတယ်အခုဆိုရင် Florida က Python MMA gym ကိုဖွင့်လှစ်ပြီးနောက်မျိုးဆက်တွေကိုလေ့ကျင့်ဖို့စီစဉ်ထားပြီးပဲဖြစ်ပါတယ်ကဲမိတ်ဆွေတို့ခင်ဗျာ online ဆန်တဲ့ legacy ကိုဘယ်လိုမြင်ကြပါသလဲသူနောက်ဆုံးတိုက်ပွဲပြီးမှ mentor တဲ့ဦးချင်းနဲ့မြန်မာလူငယ်တွေကိုလေ့ကျင့်ပြီးမယ်ဆိုတဲ့အပါမှာကောတင်းအတွက်ဘယ်လောက်ထိအရေးပါမယ်လို့ထင်ပါသလဲ comment မှာကိုယ့်ရဲ့သဘောထားလေးတွေကိုပြောပြခဲ့ကြပါဦးမြန်မာ Fight and Football ကနေလည်းအားလုံးနဲ့အတန်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မြန်မာ Fight and Football ကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့အောင်လအန်ဆန်နောက်ဆုံးတိုက်ပွဲပြီးအနာဂတ်ဖြစ်ပါတယ်